ခလေးများတွေလုံခြုံတဲ့အနာဂတ်ခလေးများကို GBV ကနေကာကွယ်ခြင်းခလေးများသည် GBV Gender Based Violence ရဲ့တက်ရောက်မှုကိုအလွယ်တကူခံစားရနိုင်သူများဖြစ်ကြပါတယ်။အိမ်မှာကျောင်းမှာလူမှုအတိုင်းအဝိုင်းအတွင်းမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကိုမြင်တွေ့ကြုံတွေ့ရခြင်းကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုနဲ့အနာဂတ်အိမ်မက်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ကလေးတွေဟာနိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဖြစ်ပြီးသူတို့ရဲ့လုံခြုံမှုကမိဘတွေဆရာဆရာမတွေလူကြီးတွေလူမှုအတိုင်းအဝိုင်းအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ကလေးများသည်အကြမ်းဖက်မှုမရှိခွဲခြားဆက်ဆံမှုကင်းဝေးတဲ့ပတ်ဝန်းကျင်ထဲမှာကြီးပြင်းလာနိုင်မှာကကျောင်းပညာရေးမှာသာမကအသက်မွေးဝမ်းကျောင်းပညာရေးမှာပါစိတ်ချမ်းသာစွာယုံကြည်မှုအပြည့်နဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။ GBV ကနေကလေးတွေကိုကာကွယ်ပေးဖို့မိဘတွေရဲ့ဂရုစိုက်မှုဆရာဆရာမတွေရဲ့လမ်းညွှန်မှုလူကြီးတွေလူမှုအတိုင်းအဝိုင်းရဲ့တာဝန်ယူမှုတွေကအလွန်အရေးကြီးပါတယ်။ချစ်ချင်းမေတ္တာလေးစားမှုတန်းတူညီမျှမှုနဲ့အကြမ်းဖက်မှုမရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်မှာကလေးတွေဟာကိုယုံကြည်ပြီးအိမ်မက်တွေကိုရှောင်လန်းနိုင်မှာဖြစ်ပါတယ်။မိဘဆရာဆရာမလူမှုအတိုင်းဝိုင်းတို့ကလက်တွဲညီညွတ်စွာကာကွယ်ပံ့ပိုးပေးနိုင်မှာကလေးတွေရဲ့အခွင့်အရေးကိုထိန်းသိမ်းနိုင်ပြီးလုံခြုံတဲ့အနာဂတ်တစ်ခုကိုအတူတကွဖန်တီးနိုင်မှာဖြစ်ပါတယ်။ကလေးများအတွက်လုံခြုံမှုဆိုတာမနှက်ဖန်အတွက်မျှော်လင့်ချက်ဖြစ်ပြီးလူအဖွဲ့အစည်းတစ်ခုလုံးရဲ့တာဝန်ပါပဲ။